မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမိရှုရမှာဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုမိရှုရမှာခြေထောက်တွေနဲ့မြင်းညမှာဓာတ်တွေနဲ့ခုတ်ပလိုက်ရမှာနော်ရွှေပြငွေပြားတွေကိုကျွန်တော်တို့ကမကူးကြရဘူးမတတ်မရဘူးအင်္ဂလိပ်မှာမတွညဘူးဗုဒ္ဓဘာသာတွေကကိုယ်တိုင်နဲ့ထုထားတာတိလားကိုယ်တိုင်နဲ့ထုပြီးမှကူးကွယ်တာကုံတော်ကိုကူးကွယ်တာတေတော်တဲ့လူကိုရီမှန်ပြီးမှထုထားပြီးမှကူးကွယ်တာနော်အဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖယားတခင်မကြိုက်လို့ပြောနေတာကျွန်တော်အချင်းချင်းပြောတယ်ဖယားတခင်မကြိုက်လို့ပြောတာကျွန်တော်ကြိုက်လို့ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူးဖယားတခင်နဲ့အလိုတော်အားတဲ့ကျွန်တော်ပြောနေတာနော်မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့အကုန်လုံးဖြစ်စီရမှာမိရှုလိုက်ရမှာနော်အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားကြည့်လားသူကတေတော်ပြီတေတော်တဲ့လူကိုဂုံတော်ကိုရီမှန်ပြီးမှထုထားတာနော်ထုထားပြီးမှပြန်တော့ကူးကွယ်တယ်ဘာအကျိုးကျေးဇူးရမှာလဲဘာအကျိုးရှိမှာလဲတေတော်တဲ့လူကအကျိုးမရှိတော့ဘူးလေတင်းကျဲမှရောက်နေပြီလေအဲ့ဒါကိုပြန်ထုနော်ထုပြီးမှပြန်ကူးကွယ်ဖျက်တယ်မကြိုက်တဲ့အရာဖြစ်တယ်ဒီကားကိုမဲရှင်းခေါ်ထားတယ်။အေးအောင်မင်းတို့ကမေးမယ်မင်းအသက်မရှိရှင်တော့ဘူးလား။မင်းတို့ရဲ့ဖျားတခင်ကမကြိုက်ဘူးပြောရအောင်။မင်းတို့ဖျားတခင်ကမင်းတို့ဒီလိုမျိုးပဲဗုဒ္ဓဘာသာကိုတိုက်ခိုက်ဖို့ဟောထားတာလား။ဗုဒ္ဓဘာသာကိုးကွယ်တဲ့တမျိုးလုံးမင်းကစော်ကားနေတာမင်းအသက်မရှိရှင်တော့ဘူးလားငါမေးတာ။အားရအောင်မင်းရုပ်ကြည့်တော့ဘာမှနားမလဲသေးတဲ့ရုပ်နဲ့သူများဘာသာကိုစော်ကားနေကိုယ့်ဘာသာကိုအေးအေးစစ်မကိုးကွယ်ဘူး။မင်းကဘာလဲမင်းအလိုတော်မဟုတ်ဘူးမင်းကဖျားတခင်လိုတော်မင်းပြောနေတာဆိုတော့မင်းဖျားတခင်စိတ်မင်းသိနေလားဟမ်မင်းတို့ဖျားတခင်ကမင်းကိုကိုးကွယ်တာမင်းဖျားတခင်ကိုကိုးကွယ်တာမင်းကဖျားတခင်စိတ်သိရအောင်အဲ့တော့ငါမေးမယ်ကွာမင်းကိုနော်ဒီကောက်တယောက်ပဲကျွန်တော်ပြောတာနော်မင်းကိုးကွယ်တဲ့ဖျားကဘာဖျားလဲမင်းတို့ဖျားလဲသေသွားတဲ့ဖျားရင်မဟုတ်လားဟမ်ငါတို့ဗုဒ္ဓဘာသာတွေကကောင်းတော်ကိုကိုးကွယ်တာစင်သူတော်ကိုကိုးကွယ်တာမဟုတ်ဘူးနော်မင်းကကောင်းတော်ဆိုတာဘာနားလဲလားမင်းတို့ဖျားကြီးကောင်းတော်ရောမင်းတို့သိလားမင်းတို့ဖျားကိုလည်းမင်းတို့ကိုးကွယ်နေရတဲ့အကြောင်းရင်းကဘာလဲပြောဟမ်ငါဒီချက်ပြောရင်တော့မင်းတို့ဘာသာကိုလည်းအကုန်လုံးထိလိုက်မယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီကောင်ကဘာလိုမျိုးလဲဒီကောင်ကိုသိတဲ့လူတွေတာဝန်ယူပေးကြပါနော်ဒီကောင်ကဗုဒ္ဓဘာသာကိုအကုန်လုံးစော်ကားလိုက်တာနော်အရေးယူပေးဒီကောင်ကိုအရေးယူပေးပါနော်တာဝန်ရှိသူတွေနော်အရေးယူပေးပါ